နင်ဒီလာတာနင်ကိုယ်တွေတော့မသိတော့ပါဘူးနော်ဟာနေရလေတိလို့ရှင်ငါဒီကိုဘယ်လိုလုပ်လာလို့ရမလဲဟာအေးပါဟာငါနင်စိတ်ဘယ်လိုပြောလဲဘာလဲနေရငါလည်းနင်းလိုပဲပေါ့ဟာငါ့ကိုလစ်ပြီးထွက်လာတာဒါနဲ့နင်းနဲ့ငါညီနဲ့ခင်းနေပါဖြစ်တာဘာဖြစ်ကမှလဲဟာနင့်ညီလေဘုံမတိကိုမနဲ့ငါရစကားလာပြောရလေကောင်လဲဟာကြောင်တောင်နဲ့အဲ့ဒါကိုထားလိုက်ကြမှာငါ့ကိုနဲ့နင့်ကိုကလေဘာဖြစ်လို့မတိတ်ကြရလဲမလဲအကိစ္စကိုနင်သိလားငါလည်းတေချာတော့မသိပါဘူးဟာအကိစ္စထားလိုက်စမ်းပါဟာနင်းနဲ့ငါနဲ့အကြောင်းမပြောအောင်နင်းနဲ့ငါတွေကတေထဲတရားလဲတူတူနေပြီးတော့အနေတွေဝေးနေတာငါအဲ့လိုမနေချင်တော့ဘူးနင်းလည်းအကြံနေပါထုတ်ပါအောင်နေရလဲဟာနင်းယောက်ျားလေးလားငါယောက်ျားလေးလားစဉ်းစားမယ်စဉ်းစားနင်းစဉ်းစားမှာပေါ့ဟာငါကမင်းကလေးလေမျိုးဟာငါတို့နှစ်ယောက်ဆင်ပြေဖို့ဆိုလို့ရှိရင်လေဟာကိုနဲ့နင့်ကိုကဆင်ပြေနေမှရမှာဟာသူတို့တွေစင်မြင်မဆိုရင်ငါတို့ဒီသက်ပေါင်းအောင်မို့တော့အဲ့ဆိုဘယ်လိုလုပ်ရမှာလဲဟာငါမှအကြံရှိပါတယ်နင်းနဲ့ငါလည်းခိုးပြတယ်မှာဟာမကောင်းပါဘူးအဲ့လိုခိုးပြလိုက်မှလေခိုးဘက်ကောဒီဘက်ကောပို့ဆိုးကုန်နေမယ်ဟာအဲ့ဆိုငါတို့ဒီလိုတစ်သက်လုံးနေသွားတော့မှာလားဟာနေရလဲဟာငါတို့ဒီထက်ကောင်းတဲ့ကြံကြံတော့စဉ်းစားရမှာပေါ့အဲ့ဒါကြီးထားလိုက်တော့ဟာငါလည်းခုဒီကိုရောက်တာကြာပြီဆိုတော့ပြန်တော့မယ်ဟောကြနဲ့ကိုရဲမိသွားအောင်မယ်နည်းပြန်တော့နော်ဟုတ်လို့ရာကိုလက်ကောင်ပဲသွားတယ်မသိကိုရမနေ့ကတော့စောကြီးထွက်တာပဲကိုဒီဘာပြောပါသေးလဲဘာမှမပြောပါဘူးကိုတို့တကောင်တော့အချိုးတွေပြောင်းနေရတော့ငါပြောင်းနေလေကိုတဲ့မင်းတို့နေရာမနေအောင်တော့ဘာပြောနေကြပြောပါကိုရဟိုချမ်းနေကြတယ်ငါဟေးဟိုเจ้าတရားပဲဖြစ်ပါစေနော်ဟိုကိစ္စဒီကိစ္စဆိုရင်မင်းတို့ငါနဲ့မလွယ်ဘူးနော်မင်းတို့သတင်းကြားနေရတယ်နော်အခုလာလို့သွားမယ်အလက်ကောင်လာရင်ပြောလိုက်ကိုရအိမ်မှာပဲနေလို့ဘဲမှမသွားနိုင်လို့မှားခဲ့လို့ပြောတာကြားလားဟုတ်ကဲ့ပါကိုသတိထားတော့ဟုတ်ကဲ့ပါကိုမလေးတော်လေးရဲ့ကိုကြီးမသိကိုကြီးတင်ငါရင်ထိုးခံရမှာလူကောင်စုဘယ်မှာတွားနေတာပြေတော့ရာကိုအေးကြောင်နောက်မှထားပဲလူရလားကိုကြီးမောလာလားရေတောက်မလားရေခတ်ပြီလေမတော့ဘူးဒါနဲ့မင်းမောင်ကမတွေ့ပါဘာဟိုဒီလုံးနေရလဲဟမ်တိန်ထဲမှာတူတူနေတဲ့လူချင်းမင်းမဘယ်သွားလဲမသိအောင်မင်းမလုံးနေရတယ်ဒီလေးနောက်ဖွေးဝင်လိုက်လုံးပဲတွားလိုက်မယ်ဟဲ့မင်းကမှပြောတာပါမင်းနားမကောင်းဘူးလေဟမ်ငါမှအလုပ်လဲတွားရသေးတယ်မင်းတို့လည်းပြန်ပြောမယ်ဆိုငါတေဖို့ပဲရှိတော့တယ်ဟမ်မင်းတို့တည်င်းနေရတော့မှုနေတာပဲနော်ဟိုညီကိုတောင်းနဲ့မပတ်သက်ပါနဲ့ငါပြောတာဟဲ့မင်းနားမကောင်းလားဟမ်မင်းတို့ကွာငါ့ကိုလည်းနေပါတနောင်းမင်းတို့ပြောလိုက်ရင်ခံမပြောနားမတော့ခုတော့ဘာဖြစ်လဲငါတံပဲပေါင်ဝင်းကြီးကြားတယ်ညီမလေးလည်းပြန်လာမစေအောင်ငါလည်းတွေ့အောင်ပါကိုကြီးဟိုမှာမမပြန်လာလာပဲငါလည်းတွေ့အောင်ပါကဲမင်းကြီးမလာပါဦးလေကဲပြောသမောကိုကဘယ်ပြန်လာကိုရလည်းတငယ်ချင်းနဲ့လက်ထက်မှာမွေးစတောက်ပြီးပြန်လာနေမုတ်တီတောက်ချင်ငယ်ကောင်ဝင်ခိုင်းလိုက်ကိုရလည်းတငယ်ချင်းနဲ့မွေးစတောက်ရတယ်ဆိုမှသူ့ခါနဲ့ညီမလေးကဘာလုပ်ရမှာလဲလို့နေเจ้าလေးကငါမသိတာကြားနေတာနော်ဟမ်နေကဘာတွေလုပ်နေလဲဆိုတော့ငါအကုန်သိတယ်ငါမပြောရင်တော့မပြောရနေတာကိုကဟောက်လာပြီထင်နေနဲ့ညီမလေးကဘာလုပ်နေလို့လဲဟာမောင်လေးကိုရဘာတော့ပြောထားသေးတယ်ဟာမမောင်လေးဘာမှမပြောဘူးနော်မောင်လေးတီလည်းမတီဘူးဟဲ့နင်တို့သွားမေးစရာဘာအကြောင်းမှမရှိငါခုပြောနေတာမင်းကိုပြောနေတာနင်ဟိုညီကိုတုံးအောင်နဲ့မပတ်သက်နဲ့ငါပြောတာကြားရနော်ပတ်သက်တယ်လို့တရင်ထက်ကြားရင်ငါအဆုံးမဆုံးနဲ့ကိုကြီးတို့ရဲဆိုတာတရားရဲနေတာလေခုမှသိတာမဟုတ်လားစောရရသိထားတဲ့လူတွေကိုကိုကြီးကဘာလို့တို့နဲ့မပတ်သက်ခိုင်းနေရလဲပြီးတော့ကိုကြီးနဲ့တို့နဲ့ဘာတွေဖြစ်ထားလို့လဲအဲ့ဒါနင်သိမှမလို့ငါမပတ်သက်နဲ့ဆိုရင်မပတ်သက်နဲ့ငါတို့ကကြားတယ်နော်နင်ခုလောက်ဆက်ရှိရသွားတော့တော့ကိုကြီးဟေးကြီးလာလေကွာဟိုင်းစဉ်းစားနေလေကိုကြီးဘာဟိုကြီးလေးอ่ะဟိုဒီပါပဲဒီပြောတဲ့ရှိလို့ကိုကြီးပြောလေကြီးလားဒီလိုပြောစင်စိုးအောင်တော့ကိုမင်းရလေကွာညီကိုချင်းစကားမလင်ခံရင်ပြောမှလာပြောသမှာမစိုးပါဘူးပြောလေးကိုရောကိုလေးနဲ့မယုံနဲ့ကြိုက်နေကြတာကိုရမုံနဲ့ကြိုက်ဟာ
မင်းကနားရှိတော့ကြားရတယ်ကွာဟုတ်လို့လားကွာရော ဟုတ်တယ်ကိုကြီး မင်းပြောလို့တော့ကြားရကွာရမုံကိုလှထုံးကလေသူညမတီစက်စိတ်ခဏမဟုတ်ဘူးခန့်ကြီးနဲ့ကြားနေတယ်ဆိုတော့ကွာငါပြရောတော့ခတ်တယ်ကွာ ဟုတ်ပါတယ်ဆိုကိုကြီး အေးပါကွာတိုက်ကြည့်လေကောင်းတာပေါ့ကွာ ဒါဆိုကိုကြီးသဘောတူတယ်ပေါ့ ဟာသဘောတူပါတယ်ကွာမင်းကဘလူးနေအကြောင်းမှမရှိတာအပြိုလေးပြိုချစ်ကြကြတာပဲငါဘောင်းသဘောတူတယ်ကွာ ကိုကြီးဒီစကားကြားတာဝမ်းသာတယ်ကိုကြီး အေးပါကြီးလေးအေးပါကြီး ဒါနဲ့ရမုံကသဘောတူပါမလားကို အဲ့တော့ကလည်းမသိဘူးကြီးလေးဟာဒါပဲကွာဒီကောင်သဘောတူတော့လည်းဘာလို့ရမှာလဲလူပြိုပြိုကြိုက်တာလीကွာဟုတ်တယ်မလား အဲ့ဆိုရင်ဒီကိုလက်ကိုတွားပြောလိုက်တော့မှာကိုကြီး ကဲသွားစီသွားပြောငါရမတော့ဘယ်ကကြမလဲ ဘာတော့မခဏသွားမလို့ကိုကြီးဒါနဲ့ကိုကြီးပြောရမလို့ ကိုကြီးပြောင်းဝဲမှာကွာခဏမှတငယ်ချင်းနဲ့လုပ်ပြချိန်တာလို့လေဒါနဲ့ငါလေးတော့အဆင်ပြေရလား ပြေးပါလေကိုကြီးကတမျိုးပဲနော် ဘာဖြစ်လဲညာလေး ဘာဖြစ်ရမှာလဲအင်းကကိုကြီးဆိုလို့ရှိရင်ကိုကြီးညီကိုတော့နဲ့ပတ်သက်လို့ရှိရင်မာတို့နှစ်ယောက်အမြဲတမ်းဆူငောက်နေရကိုကြီး ဟုတ်တယ်ကိုကြီးညီလေးဆိုလဲလေခဏခဏဆူခံရ ကိုကြီးတော့ခုတော့မေးလို့ရမလား မေးပါညီမလေးရပါ ဟောလေကိုကြီးနဲ့အင်းကကိုကြီးညာလေဘာပြဿနာတွေများဖြစ်ထားကြလဲအင်းကကိုမေးရကြတော့လေဘာမှပြန်မပြောဘူးပြီးလို့ရှိရင်ညီမတို့မောင်နှမမြောက်ကိုစူးလိုက်ဟောတော့တာပြောမိတယ်ကိုကြီးတင်ပြောပြပါ ဒီလိုညီမလေးညီမလေးကအတ္တဆန္ဒပါကွာတကယ်ဆိုရင်လေဒီကိစ္စတွေကအခွေးတို့ချင်းဖြစ်တာလည်းမဟုတ်ဘူးကိုကြီးတို့ရဲ့အဖေဖေလက်ခက်ဖြစ်ရဲ့ကိစ္စကွာအခွေးတို့ကဘာမှမဆိုင်ဘူးကိုကြီးအဲ့ဒါတွေဘာမှမရှိတော့ဘူးညီမလေးက အဲ့ဆိုကိုကြီးကညီမတို့စိတ်မစိုးဘူးပေါ့နော် ဘာဖြစ်လို့သိဆိုးရမှာလဲ ဒီပါကိုကြီးရဲ့ညီမတို့ကိုကြီးကလေဟောက်များဟောက်မလားလို့ကြောက်နေတာ ဘာမှကြောက်စရာမရှိညီမလေးကိုညီကြီးဆိုရင်ကိုညီညီကဂျိုဒီပါပဲကွာဘာလို့သိဆိုးရမှာလဲ အဲ့ဆိုညီမတို့အစီအပြေးသွားပြီပေါ့နော် ကိုကြီးကတော့အဆင်ပြေတယ်အေးအဆင်ပြေဖို့ဆိုရင်တော့ညီမလေးကိုသိဖို့လိုတယ် အဲ့ဒီတော့စိတ်ချပါကိုကြီးညီမလေးစီးရောက်လိုက်မယ်ထောက်ပြီလား အေးပါတကယ်အဲ့ဒါလည်းတော့နော် မတော့ဆင်ပြေပါရဲ့နော် အဲ့ရစကားကြီးကလည်းစပြီဆိုငါဘာဆင်ပြရမှာလဲဟာ မမလည်းမတိချောင်ဆောင်းလေးပြန်ပြီ ငါဘာမသိအောင်ဆောင်နေလို့လေ မမကိုမျိုးကျော်နေလေ နေရတယ်တူတူပြောစမ်းငါကိုကြီးကြားလို့ရှိရင်နှစ်ယောက်လုံးတက်ခံနေရအောင်မယ် မမကိုကြီးကြားမှကြောက်လို့လားဒါမှမဟုတ်ဘူးဆိုရင်ကိုမျိုးကျော်အကြောင်းသိချင်လို့လား နေရတယ်ကိုမအဲ့လိုပြောစရာလား ပြောမဲ့တာပြောတာမမရဲ့ကိုကြီးကတည်ရင်လေတဘောတူမှမဟုတ်ဘူး ဟုတ်တယ်ဟာကိုကြီးလည်းလေကိုတော်ပြပြရမယ်မသိဘူးဒါနဲ့ညီမအကျဉ်းလေးပါလို့ရှိကြ ဟာမမလည်းမောင်တယောက်နေနေကြတော့ပြောရမှာရှက်စရာကြီး နေရတယ်ပြောမဲ့တာပြောစမ်းငါသူမှမသိစရာပါဘူးဟာအချင်းချင်းရှိ ဒီလိုလုပ်လိုက်လေအဲ့ဆိုမမတို့လည်းခုတ်ပေးလိုက် အော်နေရလဲဒါပဲလားထွက်လာခဲ့နော်ဒီမှာစောင့်နေတာကြားလာပြီ။ထွက်မလာလို့ရှိရင်စိတ်ဆိုးမှာနော်။ဟာကိုကလည်းရောက်လာလို့ရှိရင်ထွက်မလာဘူး။မကြအိမ်ပဲစောင့်နေရဟာ။ဟိုညီမချင်တယ်မလား။ပြောတယ် ကွာကိုကြည့်ပြီးတွေ့ကြည့်တော့ချင်းတာအကျမ်းရှိမှချင်းမင်းတို့ကလည်းမတွေ့တာပါချာဒါနဲ့မိမိသားဆိုအဆင်ပြေ ။ဟောအဲ့ကိစ္စကိုကိုပြောမလို့ဒါဒီမိုးတိဝမ်းလာမှတိတာ။ဒီကတော့လေကိုကိုလည်းလမ်းမှာတွေ့ခဲ့သေးတယ် ကိုယ်မျိုးဆွတ်လိုက်ပြီး ။စူပါဦးဟိုကလေတိတာမစူတဲ့အပြင် ဆွတ်တယ်ပြီးပါလေ ဟောဘာမှတော့မပြောပါဘူးညီမစိတ်ထင်ရလေငါတို့မောင်နှမနှစ်ယောက်လမ်းမှာတွေ့ရတယ်စုံမဲဟောက်မယ်လို့ထင်တာအမေကိုကိုကြီးရတယ်စကားပြောလို့လည်းကောင်းတယ်တိတာသဘောလည်းကောင်းတယ် အဲ့တော့ကိုလိုကိစ္စအဆင်ပြေ ဒါကိစ္စလည်းဟိုကလည်း မင်းရလေကွာမသိကြအောင်ဆောင်နေတယ် စွတ်ပြီးတော့လည်းဝမ်းသာမနေနဲ့အောင်အခုဘက်ကကိုကလေဘာမှမပြောဘူးဆိုပြီးငါဘက်ကကိုကလည်းဘောတူပါမလားမသိဘူး အားရပါကွာစိတ်ညစ်ကြတွေးမနေပါနဲ့ကိုကိုကြီးကသဘောတူတယ်ဆိုရင်မင်းနဲ့ကိုလည်းကိစ္စအဆင်ပြေနေမင်းကိုကြီးသဘောတူတယ် မမအဲ့ဘာလုပ်နေ ဟုတ်လေဘယ်လိုရောက်လာလဲကိုရသွားမတိုင်နဲ့နော် ဟာကြည့်ရအခုတော့ကြောက်နေရပြီမလား ညီတို့ကဘာလဲငါဒီမှလို့ ခင်းကြီးဘာလဲ မမောင်လေးရဲ့စောကြီးကကိုကြီးနဲ့ဘောတူကြပါ ဟိုဘာလဲရ ငါဘာလို့မှလဲကွာ ဟိုဒီအိုင်းလဲပလိုက်ပါနော် အားရရမလဲမနဲ့ငါသိပြီ